တိရမင်းတို့ပြီးဓမ္မနှွေမရေနှွေဘဝလေးထဲမှာနှွေလို့ပူတဲ့နှွေသေးကိုပိုင်ဆိုင်ခြင်းသူမိနှွေရေမင်းတို့ချစ်နေမင်းတို့မြတ်တာမင်းတို့တိရမင်းတို့ပြီးဓမ္မမင်းရဲ့ဘဝကိုနေဘူးမှာကြွေယူကထားခဲ့ရင်ကလျာပူဇာသေးရွယ်လှမှန်ကြွယ်၍တင်နေသောချိန်လှရောင်ကြီးတစ်ထောင်အလင်းဆောင်ခဲ့တဲ့မင်းရဲ့အလှတွေ